မိခင်နဲ့ဝေးကွာပြီးကြီးပြင်းလာရတဲ့ကြောင်လေးတွေဟာကြောင်ချင်းချင်းဆက်သွယ်ပြောဆိုတဲ့ဘာသာစကားကိုကောင်းကောင်းမကျွမ်းကျင်တတ်ကြပါဘူး။တကယ်တော့ကြောင်မလေးတွေဟာသူတို့ရဲ့သားငယ်လေးတွေကိုအနည်းဆုံး3လကနေ6လအထိစောင့်ရှောက်ပေးဖို့လိုအပ်ပါတယ်။ဒါမှသာအမဲလိုက်ပြီးလူမှုဆက်ဆံရေးနဲ့ကြောင်တို့ရဲ့ဘာသာစကားကိုကောင်းကောင်းတက်မြောက်မှာပါ။အကယ်၍ကြောင်လေးကိုလာသားရွယ်မှာတင်ခွဲထုတ်လိုက်မယ်ဆိုရင်သူတို့ရဲ့ဆက်သွယ်ပြောဆိုနိုင်စွမ်းဟာအတော်လေးအားနည်းသွားတတ်ပါတယ်။စိတ်ဝင်စားဖို့ကောင်းတာကအိမ်တွင်းမှာပဲနေလာပြီးလမ်းဘေးဘဝကိုမကြုံဘူးတဲ့ကြောင်တွေဟာတသက်လုံးကလေးစိတ်ပဲရှိနေတတ်ပါတယ်သူတို့ရဲ့အတွေ့အခေါ်ကရိုးရှင်းပါတယ်လူတွေကသူတို့ထက်အစပေါင်းများစွာကြီးမားပြီးအစားအစာတွေပုံမှန်ပေးနေတဲ့သူတွေလိုပဲသတ်မှတ်ထားကြတယ်တခါတရံသူတို့ကိုယ်တိုင်အမဲလိုက်တာမျိုးရှိပေမဲ့သူတို့ကိုသူတို့ကြီးပြင်းလာပြီဆိုတဲ့အတိမျိုးမရှိကြပါဘူးခန္ဓာကိုယ်ဘလောက်ပဲကြီးလာပါစေသူတို့ကိုသူတို့ကလေးလေးတွေလိုပဲထင်နေကြတာပါဒါကြောင့်ပဲသူတို့ဟာအမြဲလိုနိုးနေတာပိုင်ရှင်ကိုဦးရဖားရကတ်တွေတာမျိုးတွေနဲ့တနေကုန်အိတ်လိုက်စားလိုက်စောလိုက်နဲ့ကလေးဆန်တဲ့အပြုတ်မှုတွေကိုပဲဆက်လုပ်နေကြတာဖြစ်ပါတယ်တစ်ဖက်မှာလည်းကြောင်လေးတစ်ကောင်ကရုပ်လေးနည်းနည်းနွမ်းပါပြီးတနာကမဖြစ်နေတယ်ဆိုရင်သူတို့ကအတိညာဉ်မြင်မာနေလို့မဟုတ်တာလည်းဖြစ်နိုင်ပါတယ်သူတို့ရဲ့ချစ်စရာကောင်းတဲ့ပုံစံလေးတွေကိုကြည့်ပြီးမလိမ်ညာပါနဲ့ဒါဟာသူတို့ရဲ့တုံ့ပြန်မှုနှိကွေးတာနဲ့ပုံမှန်အတိညာဉ်သာရှိတာရဲ့လက္ခဏာတစ်ခုလည်းဖြစ်နိုင်ပါတယ်